ဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တစัจ java လာကဘာမြေမိုးဖြန်းဖြန်းကြိုးမြတကူတော်အနန္တနှင့်ပြည့်စုံတော်မူသောသုံးလောကထောထားရှင်တော်မြတ်ဖရာဖရာတပည့်တော်မတို့သည်ဘဝလွန်လေပြီးသောအတိတ်ကာလဘဝပေါင်းများစွာတို့မှစ၍ယခုပိဿုပန်ကာလမြတ်မောင်ဘဝအထိဖရာတပည့်တော်မကို၌ကလိုလာဆိုထားခဲ့ဘူးသောကျိန်းစာမှန်သမျှတို့သည်၎င်းတပါသောသူတို့ကဖရာတပည့်တော်မတို့အပေါ်၌တိုက်ရိုက်ပေးအပ်ထားခြင်းပြုထားသောကျိန်းစာမှန်သမျှတို့သည်၎င်းကျိန်းစာဟုသမျှတို့သည်ယနေ့ယခုဤအချင်းဤအခါဤသမယမှစ၍ဖရာတပည့်တော်မဤကိုယ်တွင်ကိုယ်ပါနှဌာနတို့မှလုံးဝဥသုံးပရုံမာရွတ်ပိန်ကြာဖတ်၌ရေစက်နှင်းရေမတဲ့ခဏရွှေလျာကြားသကဲ့သို့ပျောက်ပါကင်းကွာစင်ကြယ်ရသည်ကိုဖြစ်ရပါလိုဤအရှင်ဖရာဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တစัจ java လာကဘာမြေမိုးဖြန်းဖြန်းကြိုးမြတကူတော်အနန္တနှင့်ပြည့်စုံတော်မူသောသုံးလောကထောထားရှင်တော်မြတ်ဖရာတပည့်တော်မသည်ဘဝလွန်လေပြီးသောအတိတ်ကာလဘဝပေါင်းများစွာတို့မှစ၍ယခုပိဿုပန်ကာလမျက်မှောင်ဘဝအထိအမတ်တမဲ့ပြောဆိုမှားခဲ့မိသောအပြစ်ဒေါသနှင့်ရှင်သောမကောင်းသောဇဂနိဋ္ဌာယုံအမှားများသင့်ခြင်းအလုံးတို့သည်ယခုယနေ့ဤအချင်းဤအခါဤခါသမယမှစ၍ဖရာတပည့်တော်မဤကိုတွင်ကိုပနှဌာနတို့မှလုံးဝဥသုံးပရုံမာရွတ်ပိန်ကြာဖတ်၌ရေစက်နှင်းရေမတိခဏရွေလျောကြသကဲ့သို့ပျောက်ပါကင်းကွာစင်ကြယ်ရသည်ကိုဖြစ်ရပါလိုဤအရှင်ဖရာဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တစัจ java လာကဘာမြေမိုးဖြန်းဖြန်းကြိုးမြတကူတော်အနန္တနှင့်ပြည့်စုံတော်မူသောသုံးလောကထောထားရှင်တော်မြတ်ဖရာတပည့်တော်မသည်ဘဝလွန်လေပြီးသောအတိတ်ကာလဘဝပေါင်းများစွာတို့မှစ၍ယခုပိဿုပန်ကာလမျက်မှောက်ဘဝအထိဘုရားတပည့်တော်မှမသိမိုင်မဲ၍ယရဏမြတ်သုံးပါးမိဘနှင့်ဆရာသမားဟုသောအနန္တငါးပါးတို့အားအနန္တဂုဏ်တော်ရှင်တို့အားခင်မွန်ကြီး10ပါးတို့အားထေရီထေရာမြတ်သံဃာတို့အားယသိသူတော်စင်သူတော်ကောင်းပရိဘောများနှင့်တကဝယသိမသူတော်စင်သူတော်ကောင်းပရိဘောမာတို့နှင့်သီလရှင်စရှိသောပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့အားအဖိုးအဘွားလူကြီးသူမတို့အားမိကြီးမိလေဦးကြီးဦးလေဘာကြီးဘထွေအကိုကြီးအကိုလက်အကိုလေးအမကြီးအမလက်အမလေးအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အားခိုင်းရှင်ခိုင်းဝင်ရိယသူတော်စင်သူတော်ကောင်းသူမြတ်လောင်းပုဂ္ဂိုလ်ပေါင်းတို့အားဗျမမင်းတရားမင်းနတ်မင်းကြီးနှင့်တကဝအထာရတသိပ္ပအရာ၌တက်မြောက်တော်မူကြကုန်သောဆရာကြီးများနှင့်ဝိဇ္ဇာဇောကြီးတပတ်ဒီပုဂ္ဂိုလ်အပေါင်းဆရာကောင်းတို့အားကာယကံဖြင့်၎င်း
ဝစီကံဖြင့်၎င်းမနောကံဖြင့်၎င်းပြင်မာမိပါက၎င်းအပြည့်ဒေါသဟုသမျှတို့ကိုရိုသေးစွာတောင်းပန်ပါ၏ထိုအပြစ်တို့မှသီခံကြည်အေးအခွင့်ပေးတော်မူကြပါကုန်ဖျားယနေ့ယခုဤအချင်းဤအခါဤသမယမှစာ၍ဖျားသပည့်တော်မဤကိုတွင်ကိုပနှစ်ဌာနတို့မှာလုံးဝဥဒ္ဒုံပရုံမာရွက်ပိန်ကြဖတ်၌ရေစက်နှင်းရေမတိခန္ဓာရွှေလျောကြသကဲ့သို့ပျောက်ပါကင်းกว่าစင်ကြယ်ရသည်ကိုဖြစ်ရပါလို၏အရှင်ဘုရားသာဓုသာဓုသာဓုโอเคကာလာတောက်ရဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တစัจ java လာကဘာမြေမိုးဖြန်းဖြန်းကြိုးမြတကူတော်အနန္တနှင့်ပြည့်စုံတော်မူသောသုံးလောကထောထရှင်တော်မြတ်ဖရာဖရာသပည့်တော်မတို့သည်ဘဝလွန်လေပြီးသောအသိကာလဘဝပေါင်းများစွာတို့မှစ၍ယခုပိဿုပံကာလမြတ်မောင်ဘဝအထိဖရာသပည့်တော်မကို၌ကလိုလာဆိုထားခဲ့ဘူးသောကျိန်စာမှန်သမျှတို့သည်၎င်းတပါးသောသူတို့ကဖရာသပည့်တော်မတို့အပေါ်၌တိုက်ရိုက်ပေးအပ်ထားခြင်းပြုထားသောကျိန်စာမှန်သမျှတို့သည်၎င်းကျိန်စာဟုသမျှတို့သည်ယနေ့ယခုဤအချင်းဤအခါဤသမယမှစာ၍ဖယားသပည့်တော်မဤကိုတွင်ကိုပနှစ်ဌာနတို့မှလုံးဝဥဒ္ဒုံပရုံမာရွက်ပိန်ကြဖတ်၌ရေစက်နှင်းရေမတဲခဏရွှေလျာကြားသကဲ့သို့ပျောက်ပါကင်းกว่าစင်ကြယ်ရသည်ကိုဖြစ်ရပါလို၏အရှင်ဖယားဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တစัจ java လာကဘာမြေမိုးဖြန်းဖြန်းကြိုးများတကူတော်အနန္တနှင့်ပြည့်စုံတော်မူသောသုံးလောကထောထားရှင်တော်မြတ်ဖရာသပည့်တော်မသည်ဘဝလွန်လေပြီးသောအသိကာလဘဝပေါင်းများစွာတို့မှစ၍ယခုပိဿုပံကာလမျက်မှောက်ဘဝအထိအမတ်တမဲ့ပြောဆိုမှားခဲ့မိသောအပြစ်ဒေါသနှင့်ရှင်သောမကောင်းသောဇဂနိဋ္ဌာယုံအမှားများသင့်ခြင်းအလုံးတို့သည်ယခုယနေ့ဤအချင်းဤအခါဤခါသမယမှစ၍ဖယားသပည့်တော်မဤကိုတွင်ကိုပနှစ်ဌာနတို့မှာလုံးဝဥဒ္ဒုံပရုံမာရွက်ပိန်ကြဖတ်၌ရေစက်နှင်းရေမတိခဏရွေလျောကြသကဲ့သို့ပျောက်ပါကင်းกว่าစင်ကြယ်ရသည်ကိုဖြစ်ရပါလို၏အရှင်ဖယားဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တစัจ java လာကဘာမြေမိုးဖြန်းဖြန်းကြိုးများတကူတော်အနန္တနှင့်ပြည့်စုံတော်မူသောသုံးလောကထောထားရှင်တော်မြတ်ဖရာသပည့်တော်မသည်ဘဝလွန်လေပြီးသောအတိတ်ကာလဘဝပေါင်းများစွာတို့မှစ၍ယခုပိဿုပံကာလမျက်မှောက်ဘဝအထိဘုရားသပည့်တော်မှမသိမိုင်မဲ၍ယရဏမြတ်သုံးပါးမိဘနှင့်ဆရာသမားဟုသောအနန္တငါးပါးတို့အားအနန္တဂုဏ်တော်ရှင်တို့အားခင်မွန်ကြီး10ပါးတို့အားထေရီထေရာမြတ်သံဃာတို့အား
ယသိသူတော်စင်သူတော်ကောင်းပရိဘောများနှင့်တကဝယသိမသူတော်စင်သူတော်ကောင်းပရိဘောမာတို့နှင့်သီလရှင်စာရှိသောပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့အားအဘိုးအဘွားလူကြီးသူမတို့အားမိကြီးမိလေဦးကြီးဦးလေဘာကြီးဘထွေအကိုကြီးအကိုလက်အကိုလေးအမကြီးအမလက်အမလေးအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အားဂိုင်းရှင်ဂိုင်းဝင်ရိယသူတော်စင်သူတော်ကောင်းသူမြတ်လောင်းပုဂ္ဂိုလ်ပေါင်းတို့အားဗျမမင်းတရားမင်းနတ်မင်းကြီးနှင့်တကဝအထာရတသိပ္ပအရာ၌တက်မြောက်တော်မူကြကုန်သောဆရာကြီးများနှင့်ဝိဇ္ဇာဇောကြီးတပတ်ဒီပုဂ္ဂိုလ်အပေါင်းဆရာကောင်းတို့အားကာယကံဖြင့်၎င်းဝစီကံဖြင့်၎င်းမနောကံဖြင့်၎င်းပြမမိပါက၎င်းအပြည့်ဒေါသဟုသမျှတို့ကိုရိုသေးစွာတောင်းပန်ပါ၏ထိုအပြစ်တို့မှသီခံကြေအေးအခွင့်ပေးတော်မူကြပါကုန်ဖေဟာယနေ့ယခုဤအချင်းဤအခါဤသမယမှစာ၍ဘုရားသခင်တော်မဤကိုတွင်ကိုပနှစ်ဌာနတို့မှာလုံးဝဥဒ္ဒုံဘရုံမာရွက်ပိန်ကြာဖတ်၌ရေဇက်နှင်းရေမတိခန္ဓာရွှေလျောကြသကဲ့သို့ပျောက်ပါကင်းกว่าစင်ကြယ်ရသည်ကိုဖြစ်ရပါလို့ဤအရှင်ဘုရားသာဓုသာဓုသာဓု โอเคကားလာတောက်